အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်စိတ်တစ်ခုကိုရိုက်ရှာဖြစ်ပါတယ်ကျွန်တော်ပြပါမယ်ဟုတ်တယ်which house ရဲ့ဒီမှာ villager outpost ရဲ့ဒီတမောပြရောထိုင် road ကိုပေါ့ဗျာဒီကဒီမှာဒီရဲ့ siege ကိုလည်းကျွန်တော်ရေးပြထားပါတယ်ဒီချမ်းမှာဆိုရင် villager outpost မှာဒီဘက်ချမ်းမှာဆိုရင်တော့ which house ရှင်းပါမယ်အိမ်လေးကိုကျွန်တော်လိုက်ပြမယ်အိမ်ကတော့ဘာမှမဖြစ်ဘူးဘိုးကနေအပေါက်ရှိတာလေအဲ့တော့ကောင်းတယ်ဒီဘက်ချမ်းမှာ villager outpost ရှိတယ်ဒီဘက်မှာနေတာပေါ်တယ်ပြရှိတယ်မှာအမောပြချရှိပါတယ်ရတဲ့ကျွန်တော် just တွေ live ဖွင့်ကြည့်โอเคဒီဆုံးမအိမ်ကိုရင်သွားကြည့်ဆုံးမအိမ်ကတော့ဖားပြူပါvillager outpost စီသွားမယ်ကျန်နေစမ်းကျွန်တော်ဝိုင်းအောက်ဆက်ဆုံးရောဝိုင်းခရီးပိုင်းငါတို့စပိုက်ကိုမုန်းနေရင်တက်နေမှာပြကြပါတော်ရတဲ့ရောဒုက္ခပြီးနေလမ်းဒီကြောင်ရတဲ့ထုံးစံနဲ့မားမှတော့မရှိပါဘူးโอเคဒီကျမဘာကောင်းတာလဲရှိမှန်းလေโอ้ยကောင်းတယ်လို့ရှိရောဒါပေမဲ့ငါမတိုက်ချင်ဘူးဘယ်မှာပဲဒီမှာဘယ်ဆိုကောင်းတယ်လို့ဒါပဲရှိရောအာလူပုတ်ဒီ What the heck ဘယ်လိုကြီးတော့ခေါင်းရချက်တခုပဲတွေ့โอเคဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲစီးကိုကျွန်တော်ပြပါဒီစီးဖြစ်ပါတယ်